ခွင့်ပြောဖို့လေစီစဉ်ပြီးသားမျိုးသိမ့်မရတော့တဲ့အခြေအနေမျိုးဖြစ်လာလို့အားကြောင့်ကိုယ်စကားလေးတွေနဲ့တွေ့လိုက်တိုင်းဒီကိုရှိုးမိုးပေါ်ပြန်ရောက်သွားလေတငယ်ချင်းကပြောတယ်တမိုးထားရတဲ့ကောင်းမလေးရဲ့မြတ်တာကိုချိုးပေါ်ကြတဲ့ခွန်းနဲ့တူအမောတန်ပြောပြတော့ဘာကံပြောလဲရမှန်းဒီလူကွယ်ကိုယ်သိချစ်တဲ့ကောင်းမလေးတွေနဲ့ဘေးမလောက်ချင်ရso